အညောကရောတိအညောပရိတံဝေရေတိလှုပ်သူကတယောက်ခံသူကတယောက်အဲ့လိုပြောပြန်လို့ရှိရင်လှုပ်သူကမရှိဘူးခံသူကတယောက်ဆိုတော့အဲ့လိုပြောပြန်တော့ဥစ္စေရဝါဒဖြစ်သွားပြန်တယ်နော်မမြဲဘူးလှုပ်တုံးကတော့ရှိတယ်ခံတဲ့အခါသူမရှိတော့တခြားလူတယောက်ကခံရတယ်ဖြစ်တယ်အဲ့တော့တခြားသူတယောက်ကလှုပ်ပြီးတခြားသူတယောက်ကခံတယ်ဆိုလို့ရှိရင်တဲ့ဝေဒနာနှိမ့်ဆက်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ခံစားချက်ဟာပရံကတံသူများလှုပ်လို့ခံရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောမယ်ဆိုရင်ဒါဥစ္စေရဝါဒပဲဖြစ်နေတယ်လှုပ်သူမရှိတော့မှခံရတယ်ဆိုတော့လှုပ်သူကလှုပ်ပြီးသွားပြီခံသူကတခြားတယောက်ခံရတာဖြစ်နေနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုလှုပ်တာဆိုလို့ရှိရင်ကိုကဖန်ဆင်းရှင်ကကိုပဲဖြစ်တယ်ခံသူကလည်းကိုပဲဖြစ်တယ်ပရံကတံဆိုတော့လှုပ်သူကအခုခေတ်ယုံကြည်တဲ့လူဘုရားသခင်ကဖန်ဆင်းတယ်ဆိုလို့ရှိရင်ဖန်ဆင်းသူကဘုရားသခင်ခံတဲ့လူကဖန်ဆင်းခံရတဲ့လူကခံတာအဲ့တော့လှုပ်သူကတခြားခံဆင်းသူကတခြားဖြစ်သွားခံရတဲ့လူကတခြားဖြစ်ရှိတာတွေကမမြဲဘူးဆိုတာကိုခံရတဲ့လူကမမြဲဘူးဆိုတာအဓိပ္ပာယ်ကိုဖော်ပြတာဖြစ်တယ်ပေါ့ဥစ္စေရဝါဒပဲရောက်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဥစ္စေရနဲ့တတ္တနဲ့ဥစ္စေရဒီဟာနှစ်ခုကိုရှောင်ပြီးတော့အလယ်ဘဟုကနေပြီးတော့ငါဟောတာဆိုလိုတာကကာရကဝိရကဆိုတာမရှိဘူးအကြောင်းနဲ့အကျိုးပဲရှိတယ်နော်ပြုလုပ်သူဆိုတာမရှိဘူးနော်ပြုလုပ်သူတတ္တဝါဆိုတာမရှိဘူးပြုလုပ်တဲ့ငါဆိုတာလည်းမရှိဘူးပြုလုပ်တဲ့သူတော်ဝါဆိုတာလည်းမရှိဘူးခံစားသူငါဆိုတာလည်းမရှိဘူးခံစားသူတခြားလူဆိုတာလည်းမရှိဘူးဆိုလိုတာကဒီတတ္တဝါဆိုတာကိုလုံးဝညှင်းပယ်လိုက်ပြီးတော့အကြောင်းတရားဖြစ်ပေါ်မှုနဲ့အကျိုးတရားဖြစ်ပေါ်လာမှုဒီတစ်ခုကိုဟောတယ်မြတ်စွာဘုရားအဲ့ဒါကြောင့်မို့တတ္တအစွန်းလည်းမရောက်ဥစ္စေရအစွန်းလည်းမရောက်ဘူးဆိုပြီးတော့မြတ်စွာဘုရားကပါဟောလိုက်တော့ဆိုသူလှုပ်ပြီးသူခံရတဲ့ဆိုရင်ဒါတတ္တဝါဒဖြစ်နေတယ်လှုပ်သူကတခြားခံသူကတခြားဆိုရင်ဥစ္စေရဝါဒဖြစ်နေတယ်မမြဲဘူးဆိုတဲ့ဟာတစ်ခုဖြစ်နေတယ်ဟိုကြတော့ထာဝရဆိုတဲ့အဓိပ္ပာယ်ရောက်တယ်ဒီကြတော့ထာဝရမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရောက်တယ်စကားနှစ်ခုကဆန့်ကျင်နေတယ်ဒါကြောင့်မို့အဲ့ဒီနှစ်ခုလုံးကိုမချင်းကပ်တော့ပဲအဲ့ဒီနှစ်ခုလုံးကိုရှောင်လိုက်ပြီးတော့မြတ်စွာဘုရားကလှုပ်သူဆိုတာမရှိဘူးဆိုပြီးပရိစ္ဆေသမုပ္ပါဒ်နဲ့ဟောလိုက်တာပရိစ္ဆေသမုပ္ပါဒ်နဲ့ဟောတဲ့ကလူဆိုတာမပါတော့အဝိဇ္ဇာပစ္စယသင်္ခါရလှုပ်တဲ့နာနဲ့မလှုပ်တဲ့နဲ့လှုပ်တဲ့မှန်လှုပ်တဲ့နာမလှုပ်တဲ့နာမသိတဲ့အဝိဇ္ဇာ6အဝိဇ္ဇာဆိုတဲ့အကြောင်းတရား6လှုပ်မိလှုပ်ရလှုပ်မိခြင်းဆိုတဲ့သင်္ခါရကံတရားတွေဖြစ်တယ်အဲ့ဒီသင်္ခါရဆိုတဲ့ကံတရားတွေဖြစ်လာတဲ့အခါမှာဝိညာဉ်ဆိုတဲ့ပရိသေတွေမျိုးစေ့ကြတယ်ဝိညာဉ်ဆိုတဲ့ပရိသေတွေမျိုးစေ့ကြတဲ့အခါကျတော့မျိုးစေ့ကနေအပင်တွေပေါက်လာတယ်လို့မျိုးစေ့ကနေပြီးတော့အပင်ပေါက်တယ်လို့ဝိညာဉ်ကနေနန္ဒီယုတ်တွေပွားလာတယ်နော်ဝိညာဉ်လေးခြေခံပြီးတော့နန္ဒီယုတ်တွေဖြစ်လာတယ်အဲ့ဒီနန္ဒီယုတ်တွေထဲမှာမျက်စိနာနာလျှကာယပနဆိုတာအာယရဏတွေပါလာတယ်သလယရဏအဲ့ဒီအာယရဏတွေပါလာတဲ့အခါပြပကအာယုတွေနဲ့ဆက်သွယ်မှုဖတ်တာဆိုတာဖြစ်လာတယ်ဆက်သွယ်လာတဲ့အခါစိတ်ခံစားချက်ဝေဒနာဖြစ်လာတယ်စိတ်ခံစားချက်ဝေဒနာဖြစ်တဲ့အခါမှာလိုချင်တောင်းတတဲ့တဏှာတွေဖြစ်လာတယ်လိုချင်တောင်းတတဲ့တဏှာဖြစ်လာလို့ရှိရင်ဆွဲလန်းမှုတွေကြီးမားလာတယ်ဆွဲလန်းမှုတွေကြီးမားလာသည့်အတွက်ကြောင့်ဘဝတည်မြဲဖို့အတွက်ကြိုးစားလာပြန်တယ်ကောင်းတာမကောင်းတာတွေကြိုးစားလာပြန်တယ်ကြိုးစားလာသည့်အတွက်ကြောင့်ဘဝတစ်ခုကိုရပြန်တယ်ရသည့်အတွက်ကြောင့်မွေးဖွားရလာသည့်အတွက်ကြောင့်အိုရာဖြစ်လာတယ်သေတာဖြစ်တယ်ထိကြတဲ့မှာစိတ်တော့ကရောက်တာတို့ငိုရတာတို့ကိုယ်ဆင်းရဲတာတို့စိတ်ဆင်းရဲတာတို့စိတ်ပင်ပန်းတာတို့ဒါတွေရောအကုန်လုံးဒီဒုက္ခတွေကဖြစ်လာတယ်အဲ့ဒီနီးနဲ့ဒုက္ခဆိုတာဖြစ်လာတာတဲ့ခုနလှုပ်သူလုံးလို့ဖြစ်တာလည်းမဟုတ်ဘူးငါလှုပ်လို့ဖြစ်တာလည်းမဟုတ်ငါသူဆိုတဲ့ကာရကမရှိဘူး
ခံစားသူဆိုတာလည်းမရှိဘူးအဲ့တော့တရားကြီးဟောလိုက်တဲ့အခါကျခံစားသူမရှိဘူးလေဘယ်သူကလှုပ်သူကဘယ်သူတုံးဆိုရင်ပုဂ္ဂိုလ်မဟုတ်တော့ဘူးအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တာသင်္ခါရကြောင့်ဝိညာဉ်ဖြစ်တာအဲ့တော့ဖြစ်လာတဲ့အရာတွေကအကြောင်းနဲ့အကျိုးပဲပြသွားတယ်မြတ်စွာဘုရားနောက်ဆုံးမှာဧဝမေတ္တခေဝလတဒုက္ခခဏတသမုဒယဟောတိအဲ့ဒီနီးနဲ့ဒုက္ခဆိုတာဖြစ်လာတာအကြောင်းလည်းတစ်ခုတည်းမဟုတ်ဘူးအကြောင်းတွေဆက်အခုလိုဆက်သွယ်ပြီးတော့ဖြစ်လာတာဆိုအဲ့ဒီထဲမှာလှုပ်သူဆိုတာမရှိဘူးခံသူဆိုတာလည်းမရှိဘူးသူလှုပ်တာငါလှုပ်တာလို့လည်းပြောစရာမရှိဘူးနော်သူဆိုတာတော့မပါဘူးအကြောင်းနဲ့အကျိုးပဲပြုလုပ်တယ်ဆိုတာအကြောင်းတရားဖြစ်ခြင်းကိုပြောတာခံစားခြင်းဆိုတာအကျိုးတရားပေါ်ခြင်းကိုပြောတာကမ္မတကာရကောနတ္ထိဝိပကတ္တသဝေရကောကံကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးဝိပကတ္တသဝေနောအကျိုးကိုခံစားသူဆိုတာလည်းမရှိဘူးတဲ့သုဒ္ဓဓမ္မပောတန်တိသဘာဝတရားတသက်တာဖြစ်တာဖြစ်တယ်ဧဝိတံသမ္မတတနာအဲ့ဒါလို့မြင်မှသမ္မတတနာ right seeing right view right understanding ဖြစ်တယ်မှန်မြင်တဲ့ဆိုတာအဲ့ဒါမှာအဲ့တော့ပဋိစ္စသမုပ္ပါဒ်နဲ့ပဲမြတ်စွာဘုရားဖြည့်ပေးလိုက်တာအဲ့တော့ဖြည့်ပေးလိုက်တော့သူမေးတဲ့မေးခွန်း၄ခုစလုံးကိုဖြည့်ပြီးသားဖြစ်သွားတယ်နော်ကိုလှုပ်တာအချုပ်တဝက်လားသူလှုပ်တာတဝက်လားသို့မဟုတ်သူကသူအကြောင်းပဲဖြစ်တာလားဆိုအကြောင်းပဲမဟုတ်ဘူးနော်ကိုလှုပ်တာလည်းမဟုတ်ဘူးသူလှုပ်တာလည်းမဟုတ်ဘူးကိုဆိုတာခံစားသူကိုယ်တိုင်လှုပ်တာလားနော်ခံစားသူကိုယ်တိုင်ကလှုပ်သူဖြစ်နေအဲ့ဒါပထမမေးခွန်းဒုတိယကတခြားလူကလှုပ်ပြီးခံစားရတာလားနော်တခြားသူလှုပ်တာလားဆိုတော့လှုပ်သူကတခြားခံစားသူကတခြားအဲ့တော့ဒီမေးခွန်းလေးခက်ကဒီမစ္ဆဒိဋ္ဌိနဲ့ပတ်သက်တဲ့မေးခွန်းတွေပဲအဲ့ဒီမေးခွန်းတွေကိုမြတ်စွာဘုရားကခုလိုပြိဿသမုပ္ပါဒ်နဲ့ဖြေလိုက်တာအဲ့တော့ရှောင်လိုက်တာကြည့်လိုက်လေငါသူဆိုတာမရှိဘူးပုဂ္ဂိုလ်ဆိုတာမရှိဘူးဟောဒီအကြောင်းတရားအကြောင်းအကျိုးဖြစ်တာပဲရှိတယ်ဒါဗုဒ္ဓဘာသာရဲ့ခံယူချက်ကအဲ့တိုင်းပဲထားအကြောင်းကြောင့်အကျိုးဖြစ်တာပဲရှိတယ်ဒီထဲမှာတရားမရှိဘူးဆိုတာကိုမှတ်ဖို့လိုတာပေါ့နော်လှုပ်သူမရှိဘူးအဲ့တော့ဒုက္ခကိုပြုလုပ်သူဆိုတာမရှိဘူးဘယ်သူလှုပ်တာလဲလို့မေးရင်အကြောင်းတရားဖြစ်တာအကျိုးတရားဖြစ်တာဒါပဲပြောအကြောင်းတရားကြောင့်အကျိုးဖြစ်တယ်ဆိုအဲ့ဒီလိုဒုက္ခဟာဖြစ်လာတာအဲ့ဒီဒုက္ခတွေချုပ်ငြိမ်းသွားတာလည်းပဲအဝိဇ္ဇာချုပ်လို့ရှိရင်သင်္ခါရချုပ်သွားတယ်သင်္ခါရချုပ်ရင်ဝိညာဉ်ချုပ်တယ်ဝိညာဉ်ချုပ်ရင်နာယုတ်ချုပ်တယ်နာယုတ်ချုပ်လို့ရှိရင်အာရဏချုပ်တယ်အာရဏချုပ်ရင်ဖတ်တာဆိုတာမဖြစ်ဘူးဖတ်တာချုပ်တယ်ဖတ်တာချုပ်ရင်ဝေဒနာချုပ်ရင်တဏှာချုပ်တယ်ဆိုအားလုံးကချုပ်သွားဆင်းရဲဒုက္ခတွေဆုံးတတ်တာအဲ့ဒါအကြောင်းကလည်းဆင်းရဲအကြောင်းတစ်ခုတည်းမဟုတ်ဘူးချုပ်သွားတဲ့အကျိုးတွေကလည်းဆင်းရဲအဲ့ဒီနီးနဲ့ဒုက္ခဆိုတာဆုံးတတ်သွားတယ်ဒုက္ခရှိတာကိုလည်းမြတ်စွာဘုရားဖော်ပြတယ်ဒုက္ခရဲ့အကြောင်းတရားကိုလည်းဖြေရှင်းလိုက်တယ်အဲ့လိုဖြစ်တော့ဒီအစိရကတ္တဝရဲ့နားလဲသွားတယ်အကြတော့သူသဘောပေါက်သွားပြီအဲ့တော့သဘောပေါက်သွားပြီးတော့မြတ်စွာဘုရားစီသူယဟန်ပြုခွင့်တောင်းတယ်သူသင်္ကန်းဝတ်ပြရစေဆိုမြတ်စွာဘုရားဗာမိတ်ရှိလို့ဆိုရင်အညတ္တိဋ္ဌိယတခြားဘာသာဝင်ပုဂ္ဂိုလ်ဟာယဟန်ဝတ်တင်နေဆိုလို့ရှိရင်တဲ့၄လစောင့်ဆိုင်ပြီးတော့အကဲခတ်ခြင်းကိုခံရမယ်၄လစောင့်ကြည့်တာခံရမယ်သူဟာတကယ်လိုလားရလားမလိုလားဘူးလားဆိုတာ၄လစောင့်ကြည့်ခံရမယ်အဲ့ဒီနောက်မှာယဟန်တွေကခြေနှပ်ပြီးဆိုရင်တော့ယဟန်ဝတ်ပေးလိုက်မယ်ထားပေမဲ့လို့၄လသတ်မှတ်ထားပေမဲ့အပိစာမရပုဂ္ဂလဝိမတ္တတာဝိရိတာတဲ့ဒါပေမဲ့လို့တယောက်နဲ့တယောက်မတူဘူးကွဲပြားတယ်ဆိုတာကဒါလည်းပါတယ်လို့ဆိုတော့သူကစိတ်အားတက်စွာပဲဘာသာကြားဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ဟာရှင်ဘုရားရဲ့သာသနာမှာယဟန်ခံခွင့်ရှားလို့၄လစောင့်ဆိုင်ရမယ်ဆိုရင်တဲ့သူက၄နှစ်စောင့်ဆိုင်မှမယ်သူဆန္ဒကြီးမဖို့ပြောပြ၄လမဟုတ်ပါဘူးတဲ့၄နှစ်ထိအောင်စောင့်ဆိုင်ပါ၄နှစ်ကြော်တဲ့အခါမှာသူ့ကိုယဟန်ခံပေးပါ